ဓမ္မမိတ်ဆွေအားလုံးပဲမင်္ဂလာပါယခုလအတွက်အမှတ်တရအနေဖြင့်မာဂရီတာစီဆရာတော်ဘုရားစီစဉ်ရေးသားသောခါတော်နေများစာအုပ်မှထုတ်နှုတ်ပြီးမြန်မာနှစ်ဆန်းတရက်နေ့နေ့တဲ့မင်္ဂလာအခါတော်နေ့အကြောင်းကိုစာသင်သားမှတ်စုကဖတ်ရှုကာတက်ဆင့်ဝေမျှပေးသွားပါမယ်မြန်မာနှစ်ဆန်းတရက်နေ့နေ့တဲ့မင်္ဂလာအခါတော်နေ့အကြောင်းဤကောင်းဆရာများဓမ္မမိတ်ဆွေအပေါင်းတို့နေ့တဲ့မင်္ဂလာအခါတော်နေ့ကျင်းပရခြင်းအကြောင်းကိုနည်းငယ်ရှင်းပြပါရစေ။ရန်ကုန်မြို့သီရိမင်္ဂလာကဘာအေးကုန်းကြီးသာသနာရေးဦးစီးဌာနတွင်ဖွင့်လှစ်ထားသောအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှလူငယ်လူရွယ်များဘာသာယဉ်ကျေးမှုကိုမြဲတစေထိတွေ့နှိစက်စေရန်ဗုဒ္ဓသာသနာတော်ကိုလေးစားကြည်ညိုတတ်စေရန်ဘာသာရေးစိတ်ဓာတ်ပြင့်တန်ကြွယ်ဝစေရန်ဟူသောရည်ရွယ်ချက်များဖြင့်ဗုဒ္ဓသာသနာတော်နှင့်သက်ဆိုင်သောအခါတော်နေ့ကြီးများကိုတရားပြည့်နေ့တိုင်းတစ်လတစ်ကြိမ်ကျင်းပမြဲဖြစ်ပါတယ်။နှစ်ဦးအစဖြစ်တဲ့တကူလရာသီမှာတော့ခါတော်ပွဲအဖြစ်တကူလပြည့်နေ့မှာတီးတန့်ကျင်းပမနေတော့ပဲမင်္ဂလာယူသောအဖြစ်မြန်မာနှစ်ဆန်းတရက်နေ့ကိုမင်္ဂလာအခါတော်နေ့အဖြစ်ကျင်းပရခြင်းဖြစ်ပါတယ်။မြန်မာနှစ်ဆန်းတရက်နေ့ကိုမင်္ဂလာအခါတော်နေ့အဖြစ်ကျင်းပရခြင်းမှာကဘာသူကဘာသားများမကောင်းသောအနိဋ္ဌာယုံတွေပပျောက်ပြီးကောင်းမြတ်သောအိဋ္ဌာယုံအပေါင်းနှင့်ပြည့်စုံကြစေရန်ဘေးဥပအန္တရာယ်ရန်ဆွဲဟုသည်မြကင်းဝေးကြစေရန်မကောင်းသောစိတ်ဓာတ်များကိုဖယ်ရှားပြီးကောင်းမြတ်သောစိတ်ဓာတ်များကိုမွေးမြူနိုင်ကြစေရန်ဣရိဥတ္တပဟူသောအချက်နှင့်အကြောင်းလောကပါဠတရားနှစ်ပါးသွန်ကားကြစေရန်မေတ္တာကရုဏာမုဒိတာဥပေက္ခဟူသောဓမ္မဝိဟာရတရား၄ပါးသွန်ကားပြန့်ပွားစေရန်38ဖြာမင်္ဂလာတရားတော်များသွန်ကားပြန့်ပွားစေရန်ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ခေါရမမြတ်စွာဘုရားမပွင့်သေးမီအချိန်တုန်းကထိုခေတ်လူသားများအဖို့အနှစ်သာရရှိတဲ့အဖို့တန်တရားစကားမျိုးကိုကြားနာခွင့်မကြုံခဲ့ရပါဘူးမင်္ဂလာဆိုတာဘာလဲလို့ပြဿနာကြီးတစ်ရပ်ပေါ်ပေါက်ခဲ့ပူပါတယ်ဒိဋ္ဌသမားတွေကအမြင်ကောင်းအာယုံကိုမင်္ဂလာလို့ညွှန်းဆိုကြပါတယ်သုဒ္ဓသမားတွေကအကြားကောင်းအာယုံကိုမင်္ဂလာလို့ညွှန်းဆိုကြပါတယ်မုဒ္ဒသမားတွေကအနံ့ကောင်းအရသာကောင်းအတွေ့အထိကောင်းအာယုံကိုမင်္ဂလာလို့ညွှန်းဆိုကြပါတယ်ဒီလိုနဲ့မိမိတို့ထင်ရမြင်ရကိုပြောဆိုပြီးညှင်းခုန်လာကြတာ32နှစ်ကြာသွားပါတယ်အပြေမှန်ကိုဟောထုတ်ပြောဆိုနိုင်တဲ့သူမပေါ်ပေါက်ခဲ့ပါဘူးဘယ်လူဘယ်နတ်ဘယ်ပြမာကမှမင်္ဂလာရဲ့အဓိပ္ပာယ်မှန်ကိုမဖွင့်ဆိုနိုင်ခဲ့ကြပါဘူးဘောရမမြတ်စွာဘုရားပွင့်ပေါ်လာမှဒီပြဿနာကြီးငြိမ်းအေးသွားပါတယ်မင်္ဂလာရဲ့အဓိပ္ပာယ်မှန်ကိုသိခွင့်ရကြပါတော့တယ်38ဖြာမင်္ဂလာတရားတော်ကိုသာဝတိပြည်မွန်ဇေတဝန်ကျောင်းတော်ကြီးပေါ်မှာအညတရနတ်သားတို့ကလျှောက်ထား၍ဘောရမမြတ်စွာဘုရားကရှင်းလင်းဟောကြားပေးခဲ့ပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့မင်္ဂလာတရား38ပါးကိုအသေးအချာလေ့လာကြည့်ပါလျင်ပေါင်းသင်းဆက်ဆံရေးမင်္ဂလာနေထိုင်ရေးမင်္ဂလာသင်ကြားရေးမင်္ဂလာပြုစုရေးမင်္ဂလာလိုက်နာကျင့်သုံးရေးမင်္ဂလာရှောင်ကျင်ရေးမင်္ဂလာစိတ်ထားရေးမင်္ဂလာသီးခံရေးမင်္ဂလာချိုးချံချွေတာရေးမင်္ဂလာစိတ်ဓာတ်ခိုင်ခံ့ရေးမင်္ဂလာဤသို့အားဖြင့်လောကလူသားများအကျိုးများအောင်နောက်မျိုးစုံမှဟောကြားထားတာကိုတွေ့ရှိရပါတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာရှေးခေတ်ရှေးအခါကမိုးလေဝသရာသီဥတုမှန်ကန်ညီမျှပြီးတယံဇာတသဘာဝပစ္စည်းတွေပေါ်ကြွယ်ရခြင်းရဲ့အဖြစ်ကိုရှာကြည့်လိုက်တဲ့အခါမင်္ဂလာတရားတော်တွေနဲ့အညီကျင့်သုံးနေထိုင်ကြလို့ဆိုတဲ့အဖြစ်ကိုတွေ့ရှိလိုက်ရပါတယ်အဲဒါကြောင့်မို့
ဦးဇင်းတို့မြန်မာနိုင်ငံတော်ကြီးပို၍သားယာဝါပြောရလေအောင်လူတိုင်းကိုယ်စီမင်္ဂလာတရားတော်တွေနဲ့ညီကျင့်သုံးနေတိုင်းကြပါစို့လို့စာသင်သားမှတ်စုကတိုက်တွန်းနှိုးဆော်လိုက်ပါရစေ။နေ့တဲ့မင်္ဂလာအခါတော်နေ့မှာမင်္ဂလာတုတ်တန်ဒေသနာတော်ကိုပါဠိတတ်ဖြစ်စေမြန်မာတတ်ဖြစ်စေပါဠိမြန်မာနှစ်ဘာသာဖြင့်ဖြစ်စေပါဠိမြန်မာကြပြားများဖြင့်ဖြစ်စေရွတ်ဖတ်ပူဇော်ခြင်းနေ့တဲ့ကူတရားတော်များနာယူမှတ်သားဆောင်ထားခြင်းစသောကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းဖြင့်ကုသိုလ်တရားများတိုးပွားအောင်ကြိုးစားဆောင်ရွက်သင့်ပါတယ်ဗုဒ္ဓဓမ္မစာပေတွေတရားတော်တွေဖတ်ရှုလေ့လာနာယူပူဇော်မှတ်သားကျင့်ကြံခြင်းဖြင့်ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှပြဘေးရန်ကင်းကွာကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေလို့စာသင်သားမှတ်စုကဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါရစေ။